ကိုလေးဘက်သွားရွယ်ရငါ့ကိုချစ်တယ် ငါလေးဘက်သွားရွယ်ဆိုနင်ကမေး လေးဘက်သွားပဲလေ ဟုတ်လားမိတ်ဆက်ပေးမလဲ မင်္ဂလာပါရှင်သူချစ်ခင်ပါရှင်တရားဝမ်းသာပါရှင် ကျွန်တော်နာမည်ဦးထံပါအမကေတီရဲ့အမျိုးသား ဟယ်လိုတဲ့ကိုပတ်စံ9000လောက်ချိပါအောင်တဲ့ အရင်ကျွေးပဲပြန်မဆက်သေးဘူး တဲ့ကလည်းကိုတမင်မဆက်ဖဲထားတာပါတဲ့ကလည်း ဘာလို့မဆက်တာလဲ ကိုဘွားစတိုင်းလေးတဲ့ရဲ့နောက်မှာအလုတ်ကျွေးခွင့်ပြင်လို့မဆက်ဖဲထားတာပါတဲ့ရလဲကွာတော့ပါနော် လူစုတသိန်းထွဲလိုက်မင်း တို့ငယ်ငယ်တော့ဆိုလို့ရွာတွေမှာမင်္ဂလာဆောင်ဆိုမင်္ဂလာဆောင်နဲ့ပတ်သက်တဲ့တခြင်းပဲဖွင့်မှန်ပါမှန်ပါဟာသိနာတော့ကောင်းတော့ဟိုပြင်းလေးလေမင်္ဂလာဆောင်ဝဲဒီတမိုးကုန်ရင်ကွယ်မင်္ဂလာဆောင်ဝဲဒီတမိုးကုန်ရင်ကွယ်လူကြီးတွေလည်းဖိတ်ကြမယ်ကလေးတွေလည်းဖိတ်ကြမယ်မောင်တော်နဲ့ကွန်အောင်ကန်ရင်မင်္ဂလာဆောင်ရင်ဒီပါလုံးဖိတ်ကြမယ်အရန်ကောင်းတဲ့မင်္ဂလာရှိလိုက်ကြဗျာတော့ပြန်ဖွင့်လေဟုတ်တယ်အဲ့ဒါနဲ့အဲ့တခြင်းလေးကိုငါတို့အိမ်မင်းကတန်ချောင်းဆိုတဲ့ကောင်လေးပြန်ဆိုတော့တမျိုးပြောင်းသွားတယ်ကန်နော်တန်ချောင်းဆိုတဲ့ကောင်လေးကံမကောင်းတော့မွေးတဲ့နှာခေါင်းခွဲပြီးမွေးလာအော်အေးပေါ့နှာခေါင်းခွဲပြီးမွေးလာတော့သူဆိုတော့အထိပ္ပယ်တမျိုးပြောင်းသွားတယ်ဟုတ်တယ်ကျွန်တော်နည်းနည်းဆိုပြညောက်ကိတ်ရတာမဟုတ်နော်မင်္ဂနာညောမဲဒီနမောငုံညင်ဝါမင်္ဂနာညောမဲဒီနမောငုံညင်ဝါနူကြီးနေနဲ့ဖင်ချမယ်ခနေနေနဲ့ဖင်ချမယ်မောင်တော်သားနဲ့ပေါ်နောက်ကိုင်းရဲ့မင်္ဂနာညောင်ရင်တရွာလုံးဖင်ချမယ်သူတို့မင်္ဂလာဆောင်တဲ့တရွာလုံးထွက် ကုမ္ပဏီမှာလုပ်ရမှာကားမောင်းတိုင်ရပြီကုမ္ပဏီမှာအေးကားမောင်းတိုင်ရပြီကားပေါ်မှာတင်တဲ့ပစ္စည်းကိုကုမ္ပဏီကတက်ဝက်စားမောင်းနဲ့မင်းကတက်ဝက်စားဟာသူများတွေရှောက်မပြောစေနဲ့ကုမ္ပဏီမှမရှိဘူးမောင်းနဲ့ငါတက်ဝက်ကုမ္ပဏီကတက်ဝက်အေးမောင်းရမယ်ကားချီကား ဆရာကျမသွားနေရမ်းကြိုက်နေလို့ ဘယ်သွားလဲညီမ ဘယ်မှမသွားဘူးဆရာစီပဲတန်းလာတာ လာကြပါဦးရှင်လွတ်ပါမောင်လေးလွတ်ပါမောင်လေး ဘယ်လူညာမဟုတ်လား ဟုတ်တယ်လေ လူခဲရမှာဗော ဟုတ်တယ်လေ ဟဲ့ဘာဆောင်လဲဘာပါဗျာ ဘာလဲညာလေးဘာစားချင်လဲဘာကြိုက်တယ်ဆိုကိုကြီးကတိတ်နေရမှာလေဘာမှမသိဘူးပါညာလေးချက်တော့တမ်းမိချင်နေရမှာပေါ့ဒီမှာစိုက်ကျင်ခါရဲလိုက်တိတ်နေရမှာ ကိုကိုတဲကိုချင်ကိုကိုအကြိုက်ဆုံးတစ်ချင်းတစ်ပုတ်ဆိုပြရှင်းပြမပေါ်တဲ့ရဆိုလိုက်တယ်ကိုကိုအဲ့ဒါဆိုညဘက်ချမ်းမှာဖေးမတာမနေရယူထားရလဲပြော့ဟုတ်ဒီမှာ ဟဲ့ရှင်ကျမခန်းထဲကိုဘာလာလောက်တာလဲ sorry နော်အပြိုကြီးကျွန်တော်မူးမူးနဲ့အခမ်းမှာပြီးဝင်လာမိတာပါကျွန်တော်ပြန်ထွက်သွားပေးပါမယ် အဲ့လိုပြန်ထွက်သွားလို့ရကြီးလားရှင်ကိုလုံးဝမကျင်တော့ဘူး ဗျာဘာလို့မကျေနပ်ရတာလဲဗျာကျွန်တော်အပြိုကြီးကိုဘာမှလုပ်မသွားဘူးလေ ဘာမှလွတ်မသွားလို့ကိုမကျင်နဲ့တာမရဘူးလို့အယောဒီမှာပြန်လာပါပြီတော်တို့အိမ်ရဲ့မန်ယူအမာခံဖန်ကြီးယောက်ျားတွေများနော်မရခင်တစ်မျိုးရပြီးတစ်မျိုးနေကိုယူပြီးရင်အိမ်ကြီးအိမ်ကောင်းနဲ့ထားပါမယ်လေဗာလေမွညိုအိမ်သားနင်းတယောက်ပဲတက်လို့ရနော်ငါအိမ်သားတက်ချင်ဟိုဘက်အိမ်ကိုသွားတောင်းတက်နေရတာတစ်လားလောက်ရှိပြီသိလားပြိုကြတော့မယ်ဟိုနားလေးပြင်ပြတွေ့လားမနေရဲဘူးကြွန်ကြမှာဆိုလို့ဘယ်ချိန်ကြွန်ကြမယ်မှမသိဘူး နင့်ကိုလုံးနဲ့နင်းနဲ့ပမမဟုတ်တာပဲကြွရင်ကြွကုန်မှာဘောပြင်းနေရနင်းဒုက္ခပဲမိမ လေ မောင်တိတ်ချဝင်အောင်ထိုးလေ မောင်လေးထိုးနေရပဲလေမဝင်တာအရန်ကြက်နေတယ် အားကြောင့်မောင်အစတွေကပြောနေတာစီစွတ်ပါလို့ မောင်လေးဒီတိုင်းရလောက်မယ်ထင်လို့ထိုးကြည့်တာပေါ့ မောင်ရဲ့ဒီတော့ကြာနေပြီလေ